AR တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည်တိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးဝန်ကြီးများပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ2026ခုနှစ်ဩဂတ်လ10ရက်နေ့နနက်10:00နာရီခွဲအချိန်တွင်ပသိမ်မြို့စက်တောင်အားကစားရုံ၌ကျင်းပပြုလုပ်သည့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်သူ့လွှတ်တော်ရုံးဝန်ထမ်းမိသားစုများက AR တိုင်းဒေသကြီးရေးပေးသည့်ပြည်သူများအတွက်စံအိတ်200ထောက်ပံ့လူရန်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါတယ်။အခမ်းအနားတွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်သူ့လွှတ်တော်ရုံးဝန်ထမ်းမိသားစုများမှလူရန်သည့်စံအိတ်200ကို AR တိုင်းဒေသကြီးအတွင်းရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှရေးပေးသည့်ဒေသများကိုထောက်ပံ့လူရန်နိုင်ရေးတိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့ထံပေးအပ်လူရန်ခဲ့ကြပြီးအခမ်းအနားကိုနနက်7:00နာရီအချိန်မှာအောင်မြင်စွာရုပ်သိမ်းခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။